အဲ့ဆိုကျွန်တော်ရန်ကုန်လာတိုင်းမစားရမနေနိုင်ရတော့ check this one ကောက်တက်ညမတက်မင်းတော့ဒုက္ခပြီဒီချက်ဆိုကျွန်တော်ခီးပန်းလာနဲ့ဗျာဒါစားလိုက်မှတကယ်စင်ပြီရကျုပ်တို့ကြီးရနဲဟာကြီးဟိုကျွန်တော်ကမန်လီတာဆိုပေမဲ့ဒီရန်ကုန်လာတိုင်းပေါ့နော်ရုပ်တော့ကတော့လုံးဝဒလေးလိုပြင်တာကျွန်တော်ဖာရာကျွေးွားကနေအောင်ကြာရင်ကဲဟောဒုတ်တော့ကကြီးရောအာဘာဒါကျွန်တော်ရဲ့အေးဝါတာဒုတ်တို့မှာအကြိုက်ဆုံးပါဗျာโอเคရကုန်မှာဝါတာဒုတ်တော့စားတိုင်းကျွန်တော်ကိုပဲတတိရလိုက်ပါဗျာအဲ့ဒီရှားလေးတွေချောင်းလာနေဆိုရန်ကုန်မှာကျွန်တော်ဒုတိယအကြိုက်ဆုံးကကျွန်တော်ပိုးကောင်ကျိုးလို့ဖြစ်ပါတယ်အခုကတော့ခင်ပြည့်စုံတင်မောင်းပိုးဆိုင်မှာရောက်လာပါအရှင်တော့မစားတော့ကျွန်တော်အရှင်ကျွန်တော်ကိုကြိုက်လို့မစားတော့ဒီရက်ဆိုရပါပြီကြည့်လိုက်ပါဝေးဟောင်းလားဟာလားဝေးရပါပြပါပြီးမှစားချန်တာလည်းတော့အကျော်ဆုံးခေါင်းမှစားလို့ရအကုန်စားလို့ရတာလေအရှင်ဆိုရင်ဒါနှကန်းဟိုလေအခုတည်းညက်တာပေါ့ကြောက်တယ်ရှင်မစားရတော့နှကန်းပြန်ညက်တယ် first game ကတင်မောင်းမှုပြီးရောဟိုတနေ့တကယ်ချင်းရောက်လာကြတော့လေအရှင်စားကြတာနှစ်ယောက်ဟုတ်ဝါလိုက်အထက်ကအကြီးပန်းသွားခရီဟုတ်ပါပရိုတင်းပေါ့ဒါပရိုတင်းဒါကြီးဘော်တာတို့လူနဲ့ဒါအကြိုက်ဆုံးပဲ